Harvard Space ရဲ့ scholarship အကြောင်းတွေတော်တော်များများမေးကြတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ကိုနိုင်လည်း Harvard Space မှာ 100% scholarship နဲ့ကျောင်းတက်ခဲ့တယ်ပြီးတော့လက်ရှိလည်း Harvard Space မှာ Head of Marketing အနေနဲ့အလုပ်ဝင်နေတာဖြစ်ပါတယ်အဲ့တော့အရင်ဆုံး scholarship အကြောင်းလေးတွေသွားလိုက်ရအောင်ပေါ့နော် scholarship အမျိုးအစား၃ခုရှိပါတယ်ပထမတစ်ခုကတော့ merit based လို့ခေါ်ပါတယ်ဒုတိယတစ်ခုကတော့ co-creator scholarship ပါတတိယတစ်ခုကတော့ corporate scholarship ဖြစ်ပါတယ်အဲ့တော့အရင်ဆုံး merit based ကြောင်းသွားကြမယ်ပေါ့နော်merit base ကတော့ကိုယ့်ရဲ့အလုပ်အတွေ့အကြုံနောက်ကိုလုပ်ခဲ့တဲ့ project တွေပေါ့နော်ဒါတွေဘယ်လောက်ကောင်းလဲပုံမူတည်ပြီးရတဲ့ scholarship မျိုးစားဖြစ်ပါတယ်ကျွန်တော်တို့ academic background တော့မကြည့်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်သတိထားပေးပါကိုယ့်ဘာသာကိုအထက်တန်းမှာဘယ်လောက်ပဲအမှတ်တွေရခဲ့ပေါ့နော်ဥပမာ GED မှာအမှတ်တွေဘယ်လောက်ရခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့က merit base မှာဦးစားမပေးဘူးပေါ့နော်အဲ့ဒီစားကျွန်တော်တို့ဒီကိုလုပ်ခဲ့တဲ့ project တွေကိုအဓိကကြည့်ပါတယ်ဆိုတော့ကို bachelor အကြောင်းသားပေါ့နော်အခုမှ bachelor တန်းစတက်မဲ့လူဆိုရင်တော့ကိုယ့်အနေနဲ့ဒီအကြောင်းမလျှောက်ခင်မှာ project တွေနည်းနည်း hands on လုပ်ထားဖို့လိုတယ်ဥပမာ digital marketing ဆိုလဲ digital marketing အတန်းတွေတက်ပြီးတော့ portfolio လေးနည်းနည်းစောက်ထားဖို့လိုတယ်ပေါ့နော်master သမားဆိုရင်လဲကိုလုပ်ခဲ့တဲ့ work တွေကိုလုပ်ခဲ့တဲ့ campaign တွေပေါ့နော်ဒါမှမဟုတ်လဲကိုလုပ်ခဲ့တဲ့ project တွေဒီဟာတွေအကုန်လုံးကိုစနစ်တကျစုစည်းပြီးတော့ portfolio ပြင်လာဖို့လိုပါတယ် portfolio ပြင်တဲ့နေရာမှာwebsite နဲ့ပြင်လာရင်တော့အကောင်းဆုံးဖြစ်ပါတယ်။ဒါပေမဲ့အများစုကတော့ website နဲ့မပြင်လာဘဲနဲ့ PowerPoint နဲ့ပြင်လာကြအများတယ်ပေါ့နော်။ကျွန်တော်ကိုနိုင်လည်း scholarship ဝင်ဖြည့်တုန်းကဒီလိုမျိုး knowledge sharing လုပ်ပေးမဲ့လူမရှိတဲ့အတွက်ကျွန်တော် PowerPoint နဲ့ပဲဝင်ဖြည့်တယ်ပေါ့နော်။ဒါပေမဲ့ကန်အားလျော်စွာ scholar ရခဲ့တာပေါ့လေ။အဲ့တော့သူက 100% မပေးပါဘူး။ merit base ကသူကအလွန်ဆုံး60%လောက်ထိပဲသွားတယ်ပေါ့နော်။ဆိုတော့ကိုကဒီ60%လောက်ကျောင်းလာကတက်တာခွင့်ရခြင်းနေဆိုရင်တော့ကိုယ့်ရဲ့ project တွေ portfolio တွေတခြားပြင်လာဖို့လိုပါတယ်ဒါကတော့ merit base ဖြစ်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်တို့ co-creator scholarship ရှိပါတယ်ဒီကောင်ကတော့အများဆုံး80%ကနေ100%ထိပေးပါတယ်သူကဘယ်လိုမျိုးပေးရလဲဆိုရင်ကိုလုပ်ခဲ့တဲ့ work တွေကောင်းတာတွေမကတော့ဘူးပေါ့နော်ဒီကျောင်းသားတစ်ယောက်သို့မဟုတ်လေဒီ candidate တစ်ယောက်ကHarvard Space အတွက်အလုပ်ပြန်လုပ်ပေးနိုင်မလားဆိုတဲ့အချက်တွေကိုသူတို့အဓိကကြည့်ပါတယ်ဘာကြောင့်လဲဆိုတော့ Harvard Space မှာကျွန်တော်တို့မတူညီတဲ့ကျောင်းသားအဖွဲ့တွေရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီ student committee ဆိုတာမျိုးရှိတယ်နောက်ဒီကျောင်းသားတွေပဲ UCB လုပ်တဲ့ဒီ Harvard Space Technology Team ပေါ့နော် Tech Team ဆိုတာမျိုးတွေရှိတယ်နောက်ကျွန်တော်တို့ဒီ Creative Labs ရှိတယ်နောက်ပြီးအခြားပေါ့နော် Cyber Lab တို့ Research Lab တို့ဒါမျိုးမတူညီတဲ့အလုပ်လုပ်ရတဲ့နေရာတွေရှိတယ်အဲ့တော့အဲ့ဒီနေရာတွေမှာကိုကပြန်ပြီးတော့ contribute လုပ်နိုင်မလားပေါ့နော်တနည်းအားဖြင့်ပြောရရင်တော့ကျောင်းတက်ပြန်ပြီးအလုပ်လုပ်ပေးနိုင်တဲ့လူဖြစ်လားဆိုတော့သူတို့အဓိကကြည့်ပါတယ်အဲ့လိုလုပ်နိုင်တဲ့သူဖြစ်တယ်လို့သူတို့ယူဆတယ်ဆိုရင်တော့ဒီ co-creator scholarship ကိုပေးပါတယ်အဲ့ဒါကတော့အများဆုံး 100% ဖြစ်တဲ့အတွက်ကျောင်းလာကတပြားမှမပေးရဘဲနဲ့ကျောင်းတက်ရနိုင်တဲ့အခွင့်အလမ်းမျိုးရှိတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ corporate scholarship ပါသူကတော့အကောင်းဆုံးပေါ့နော်အကောင်းဆုံးဆိုတာသူကဘယ်လိုမျိုးလဲဆိုရင်ကိုယ့်ရဲ့အကြောင်းစရိတ်အတွက်ကုမ္ပဏီတစ်ခုက sponsor ပေးတာမျိုးဖြစ်ပါတယ်ဒီနေရာမှာနှစ်ပိုင်းရှိတယ်ပေါ့နော်ပထမတစ်ပိုင်းကတော့ကျွန်တော်တို့ဒီအကြောင်းကိုအရင်လျှောက်တယ်လျှောက်ပြီးတော့မှအကြောင်းကိုဝင်ခွင့်ရတယ် 100% နဲ့ဝင်ခွင့်ရပြီးတော့မှအကြောင်းကနေကုမ္ပဏီနဲ့ပြန်ချိတ်ပေးတာရှိတယ်ဒါကတစ်ပိုင်းပေါ့နော်နောက်တစ်မျိုးကကြောက်အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ကုမ္ပဏီကကိုယ့်ကို sponsor ပေးလိုက်တာပေါ့နော်ဥပမာဆိုပါစို့ကိုကဥပမာ Google မှာလုပ်တယ်ပဲထားအဲ့တော့ Google ကကိုယ့်ရဲ့အကြောင်းလာကောက်ကိုပေးတယ်အဲ့ဒါအပြင်သူကနေပြီးတော့ကိုအကြောင်းတက်နေစဉ်အတွင်းမှာကိုယ့်ရဲ့ stipend ပြန်ပြီးတော့ပေးတယ်ပေါ့နော်လောလောဆယ်တော့အဲ့ဒီ corporate scholarship ကတော့နိုင်ငံခြားသားတွေရတာတော့နည်းပါတယ်အထူးသဖြင့်တော့ local တွေရတာပိုများတယ်ပေါ့နော်အထူးသဖြင့်ဒီထိုင်းနိုင်ငံမှာဆိုရင်တော့ဒီဘက်ထိုင်းကျောင်းသားတွေရတာပိုများတယ်ဘာကြောင့်လဲဆိုတော့သူတို့ကတရားဝင်အလုပ်လုပ်ခွင့်လည်းရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့scholarship type 3မျိုးပါအဲ့ဒီမှာအကောင်းဆုံးကတော့ corporate scholarship ဖြစ်ပြီးတော့သူကလစဉ် stipend ဆိုရင်ဘတ်14,000လောက်ကနေစပြီးတော့ရတယ်ပေါ့နော်ထိုင်းကျောင်းသားတွေပဲရတယ်ဆိုပေမဲ့တစ်ခါလီမှာလည်းမြန်မာကျောင်းသားတွေနောက်နိုင်ငံသားတွေလည်းရတယ်လည်းရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အများစုကတော့သူ local ကိုဦးစားပေးပြီးတော့ခေါ်တာများတယ်ပေါ့နော်အဲ့တော့ဒီ corporate scholarship ကိုရသွားမယ်ဆိုရင်တော့ကျောင်းသားကတပြားမှပေးစရာမလိုတဲ့အပြင်ကိုဒီကုမ္ပဏီကနေပြီးတော့ဗောနော်တစ်လကိုအနည်းဆုံးဘတ်14,000လောက်ကစပြီးတော့သူတို့ကဒီ stipend သဘောမျိုးပေးတယ်ဗောနော်အဲ့တော့ကိုကလစာလဲရတယ်ကျောင်းလင်းတက်တယ်ဆိုတဲ့ပုံစံဖြစ်မယ်အလုပ်ပြန်လုပ်ပေးရတဲ့ပုံစံကြတော့တနေ့ကို3နာရီနဲ့4နာရီအထိကုမ္ပဏီတွေအတွက်ပြန်ပြီးအလုပ်ပြန်လုပ်ပေးရတဲ့ပုံစံမျိုးတွေရှိတတ်တယ်ကုမ္ပဏီတစ်ခုနဲ့တစ်ခုပေါ်တော့မူတည်တယ်ဗောနော်ပြီးများသောအားဖြင့်တော့ remote ပေးလုပ်တာများတယ်ဗောနော်ကုမ္ပဏီကိုသွားရတာနည်းပါတယ် maybe တစ်ပတ်မှာ1ရက်2ရက်လောက်ပဲသွားရတာများတယ်ဗောနော်အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ Harvard Space ကပေးတဲ့မတူညီတဲ့ scholarship type ဖြစ်ပါတယ်ခင်ဗျာထပ်ပြီးမေးချင်တာရှိတယ်ဆိုရင်အချိန်မီဆက်သွယ်လို့ရပါတယ်